Season 2 ပညာရေးဝန်ဆောင်မှုကနေမင်္ဂလာပါလို့နှုတ်ခွန်းဆက်တာပါတယ်ဆရာတို့အခု unit အလိုက်ပေါ့နော် unit အလိုက်ဆရာတို့အခမဲ့နော်ဆရာတို့အခမဲ့ unit 1ကနေပြီးတော့12 unit 1ကနေပြီးတော့စပြီးတော့ပေါ့နော် grade 12ကိုဆရာတို့အခမဲ့သင်ပေးသွားမှာဖြစ်ပါတယ်ဘာဖြစ်လို့လဲဆိုလို့ရှိရင်ဘာဖြစ်လို့အခမဲ့ဆရာတို့သင်ပေးရတာလဲဟိုတနည်းပြောရင်ပညာဒါနအနေနဲ့ပေါ့နော်ဆရာတို့ဒီ English မှာရှိတဲ့ unit တိုင်းကိုဆရာတို့အခမဲ့သင်ပေးသွားမယ်နောက်ပြီးတော့လူတိုင်းကလည်းအခက်အခဲတွေနဲ့ကြုံနေရတဲ့အချိန်မှာဆရာတို့ကလည်းเนาะဆရာတို့တက်နိုင်တဲ့ဘက်ပညာရေးပေါ့เนาะပညာရေးပိုင်းကနေအုတ်တစ်ချက်တဲတပွင့်အနေနဲ့ပါဝင်ကူညီပေးတယ်ပံ့ပိုးပေးရเนาะပံ့ပိုးပေးရမှာဖြစ်ပါတယ်အဲ့ဒါကြောင့်မို့ဆရာတို့ကလည်းအုတ်တစ်ချက်တဲတပွင့်အနေနဲ့ပါဝင်ခြင်းလို့ဆရာတို့မြန်မာကျောင်းသားကျောင်းသူ grade 12အတွက်ကိုဆရာတို့ဒီဗီဒီယိုသင်ခန်းစာလေးတွေနဲ့အခန်းလိုက်ကိုအခမဲ့သင်ကြားပြသပေးသွားမှာဖြစ်ပါတယ်။ကဲအားလုံးလိုက်ပြီးတော့ဆရာနဲ့အတူတူเนาะသင်ယူပါလေ့လာပါမှတ်ပါเนาะကြက်တင်တာကိုကြက်မှာပေါ့နော်။